သူမြတ်တို့ရွာမှာကွယ်အချိန်ညနေဆောင်ကလေးမဲအပေါင်းတင်နေရေခက်လာတဲ့ထုံးစံသာရွာမှာကွယ်သမီးကြီးစားစကားလာမပြောနဲ့တော်သူများပါထင်းနေယူသားစွာလူဝိတရားကိုအများကြီးသိတတ်တယ်မိုင်းညူညူဆိုင်လူကြီးညူပြာရီမောင်ချေတိုးရလီနဘေးကဆွေအဲ့ဒီရွာပဲကွယ်ဒီစကိတ်ကတလေတာမျိုးတွေကိုဘုံမူကကြွမပြခြင်းနဲ့မုန်နဲ့တူငဖားမကီစားပြခြင်းနဲ့